ဒီနေ့ကျွန်တော်တခုပြမယ်ဒီအမေရိကမှာအမေရိကလူတချို့ကလေအမေရိကလူတချို့ကတော်လေးပိုးတာပဲဒီလားလူတချို့ကတော့ကွာလူကကောင်းတဲ့လူရှိလို့ဆိုးတဲ့လူလေးရှိတယ်ကွာဒါမဲ့ဒီနေ့ငါပြမယ်မင်းတို့ကြည့်လိုက်ဘလောက်ဆိုးလဲဆိုတာဒီမှာကြည့်လိုက်အခုကျွန်တော်ရောက်နေတဲ့နေရာကဒီနေရာကကားကြီးတွေပဲရက်တဲ့နေရာဆိုတော့ကားသေးတွေရက်လို့မရဘူးလေဒါပေမဲ့ဒီမှာကြည့်လိုက်တွေ့လားဒီကောင်ဘာလို့နေရလဲကားကြီးတွေပဲရက်လို့ရနေတာသူ့ဘေးမှာလည်းကားကြီးပဲဟိုဘက်မှာလည်းကားကြီးပဲကားကြီးတွေရက်ဖို့လုပ်ပေးတဲ့နေရာမှာဒီကောင်ခက်တိတင်လာရတာသလားပေါ်တော်ဘလောက်ပေါ်တဲ့လူတွေလည်းမသိဘူးလူတစ်ချဲဒီလိုလူတွေရှိတယ်ကွာဒီလိုလူတွေတစ်မျိုးရှိကိုရှိတယ်ဘယ်လိုနားလေရမလဲမသိဘူးပြောဖို့လည်းခက်တယ်နော်မင်းတို့ပဲစဉ်းစားကြည့်လိုက်တော့ကွာငါမပြောတော့ဘူးဟုတ်ပြီလား